ပွဲစားနေရင်လည်းမကြည့်တဲ့ဗီဒီယိုအရှင်ရုပ်ကစိုးနာမည်ကျွန်တော်သားလေးကိုဘွေမယူပါနဲ့ကျွန်တော်အိမ်မှာအိမ်သာမရှိတဲ့အတွက်အရှင်ရဲ့တစ်ပင်ချေရင်မှာမဆင်ဆွန့်ပြီးခဲ့ပါတယ်ကျမတို့ငယ်ဘဝမှာဒီဗီဒီယိုတွေကိုကြည့်ပြီးတော့ကုံဆုံးခဲ့ရတာပါဒီလိုရှင်တို့အိမ်သာအကြောင်းကိုတည်တည်ချာချာလေးရှင်းပြသွားလို့ပဲမြန်မာနိုင်ငံမှာဝမ်ရောဂါကတဆင့်လူသိန်းနှုန်းကတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်ဒီလိုကျမတို့နေ့စဉ်အသုံးပြုနေတဲ့ဒီအိမ်သာတွေရဲ့အစကဘယ်လိုဖြစ်လာခဲ့တာလဲတွေးကြည့်ကြဘူးရဲ့လားဘိုရာအိမ်သာလို့ခေါ်နေကြတဲ့အိမ်သာတွေရောဘလို့ကနေဘလို့ဒီနာမည်တွင်လာရတာလဲမစင်တွေရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲပြီးတော့မြေဆွဲရမရှိတဲ့အာကာသတွေမှာရောအိမ်သာဘလို့တက်ကြလဲလေပေါ်များပြန်နေမလားဒီလိုသိထားတဲ့မေးခွန်းတွေအပြင်ပေါပေါရှာရှာမေးခွန်းတွေရဲ့အဖြစ်ကိုကျမတို့အတူတူရှာကြည့်လိုက်ကြရအောင်အကယ်၍မိတ်ဆွေတို့ကတခုခုစားနေရင်ဒီဗီဒီယိုကိုကြည့်နေရင်တော့စားတာလေးကိုရပ်ထားပြီးတော့အစားအဆုံးကြည့်ဖို့တိုက်တွန်းလိုက်ပါရစေရှင်လူဆိုတာနဲ့အငြိအကျေးစွန့်တာကတွဲပြီးပါလာပြီးသားပါဖျားဟောထဲမှာပြောထားတဲ့အပုတ်ကောင်အယုတ်ဆောင်ဆိုသလိုလူခနာကထွက်လာသမျှကအငြိအကျေးတွေကြီးပါမျက်လုံးကထွက်တာကိုမျက်ချေနားကထွက်တာကိုနှစ်ဖကြီးနှာခေါင်းကထွက်တာကိုနှစ်ချေစတဲ့အခေါ်အဝေါ်တွေကအစတိတာနေရပါကျမတို့ရဲ့အငြိအကျေးတွေကိုတေချာမစွတ်ပြစ်ရင်ကျမကြီးကိုထိခိုက်တဲ့အချက်တွေလည်းအများကြီးရှိနေပါတယ် WHO ကထုတ်ပြန်ထားတဲ့စာရန်တွေရဆိုရင်တော့ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေတန်းကနေ4တန်းလောက်ကနှစ်စဉ်ဝမ်ရောဂါကြောင့်အသက်ဆုံးရှုံးနေရတာပါအခုအချိန်ထိကျမတို့နိုင်ငံရဲ့ကျေးလက်ဒေသတချို့မှာလည်းရင်းလုံးအင်တာမရှိသေးပါဘူးဒီလိုကိစ္စကပေါ်တိတိထားရင်တော့ကျမကြီးအတွက်ဝမ်ရောဂါကနေစလို့တောက်သုံးရင်မတန်ရှင်းတာပတ်ဝန်းကျင်အနှံ့သက်မကောင်းတာစတဲ့ဆိုးကျိုးတွေအများကြီးရှိနေပါတယ်ဒီလိုဝမ်ရောဂါတွေကိုပြည်လဲစေခဲ့တာကတော့အိမ်သာတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းဗကန်ခေတ်ကတည်းကအိမ်သာစနစ်ဆိုတာကရှိလောက်ပေမဲ့တေချာတက်တည်ပြနိုင်ခဲ့တာမျိုးတော့မရှိခဲ့ပါဘူးရှင်အနောက်နိုင်ငံတွေမှာတော့အိမ်သာစနစ်ကအီဂျစ်လူမျိုးတွေရှိတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ခရဲကစခဲ့တာပါအီဂျစ်လူမျိုးတွေကကျမတို့နဲ့ခက်ဆင်ဆင်တူနေပါတယ်ဘလို့တူတယ်လဲဆိုရင်တော့ကျမတို့စီမှာတိုးကြပေမဲ့သူတို့စီမှာတော့တိုးစရာတော့မရှိပဲတဲတဲပဲတိုးကြတယ်လို့ပြောကြပါတယ်ဖေဝင်တဲရှက်ရှက်နဲ့တမျိုးတော့တမျိုးလေးပဲနော်သူတို့ရဲ့အိမ်မှာတဲပုံလေးလှုပ်ထားပြီးတော့အပေါ်ပိုင်းကိစ္စပြီးရနဲ့တဲနဲ့ပြန်ဖုံးတဲ့သဘောမျိုးပါဒီလိုလှုပ်တက်လာအောင်ကြောင်နေစီကတင်ထားတယ်လို့ပြောရမလို့ပါပဲဘာလို့လဲဆိုတော့ကြောင်နေဆိုလို့ရှိရင်လေသူတို့ရဲ့မစင်တွေကိုတဲနဲ့ပြန်ပြီးဖုံးထားတတ်ကြတယ်မလားပြီးတော့အီဂျစ်တွေကကြောင်တွေကိုလည်းနတ်ဖျားရဲ့အဆောင်ရှောက်ဖြစ်နေကိုးကွယ်ကြတယ်လေဒီလိုနဲ့ဂရိခေတ်မှာတော့အများသောအိမ်သာတွေခေတ်စားလာတယ်လို့ပြောရမှာပါသူတို့ခေတ်မှာအများသောအိမ်သာတွေကိုရေပိုင်လိုင်းတွေနဲ့ချိတ်ဆက်ထားပြီးတော့စွန့်လိုက်တဲ့အညစ်အကြေးတွေကိုပင်လယ်ပြင်အထဲထိရအောင်စွန့်ထုတ်ပစ်တဲ့စနစ်ရှိနေပါပြီရှင်အဲ့ဒီခေတ်တုန်းကအများသောအိမ်သာတွေကဒီဘက်ခေတ်လက်ဖက်ရည်ဆိုင်တွေပါပဲမြို့ထဲမှာဖြစ်နေတဲ့တည်င်းတွေအတင်းတွေကိုလွတ်လွတ်လပ်လပ်ဝေမျှလို့ရတဲ့နေရာပေါ့ရှင်အထူးခြားဆုံးကတော့ကလိုရီကာမစီမာလို့ခေါ်တဲ့ရောမခေတ်မှာစောင့်ခဲ့တဲ့မိလာစနစ်ပဲဖြစ်ပါတယ်သူကရောမပြည်တော်စုရဲ့ပထမဦးဆုံးရေစိုးထုတ်တဲ့စနစ်အဖြစ်နဲ့ကြော်ကြားခဲ့ပြီးအခုလက်ရှိအချိန်အထိရှိနေပါသေးတယ်။နှစ်ပေါင်း2000ကျော်နေတဲ့ဒီတူးမြောင်းကတိုက်ပါမြင့်နဲ့ချိတ်ဆက်ထားပြီးရောမမြို့ရဲ့အိမ်တွေကစွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေကိုမြို့နယ်ဝေးရကိုပို့ပေးရပါ။အနောက်နိုင်ငံမှာဒီလိုအိမ်သာပုံစံတွေစတင်ပေါ်နေတဲ့အချိန်မှာတရုတ်နိုင်ငံမှာလည်းမိလာကျုံတဲ့သူတွေဆိုပြီးရှိနေပါသေးတယ်။ကျမတို့ရဲ့မစင်တွေကပြိုးပင်တွေအတွက်အကောင်းဆုံးတဘာဝမြေဩဇာဖြစ်လို့တရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးလောကမှာမစင်ကိုအကောင်းဆုံးအသုံးချလို့ရတာပေါ့ကျမတို့နိုင်ငံမှာလည်းနောက်ချေးကိုမြေဩဇာအနေနဲ့သုံးချတယ်လို့မျိုးပေါ့ပြီးတော့မိတ်ဆွေတို့ထဲမှာဝတ်သားကြိုက်တဲ့သူတွေရှိကြလားရှိရဆိုရင်တော့ကျမအခုပြောမယ့်စကားကိုမကြားချင်အောင်စောင့်ထားပေးပါရှင်ဘာလို့ဆိုဝက်တွေကမစင်တွေကိုစားပြီးထွားချိုင်းလာလို့ပါတရုတ်နိုင်ငံမှာဆိုရင်မစင်တွေကိုဝက်တွေကိုကျေးဖို့တီးတန့်ပြန်ဝင်ကြတာတောင်ရှိပါတယ်ဂရိခေတ်ပြီးတဲ့နောက်ပိုင်းမှာတော့အင်္ဂလန်ရဲ့ရဲတိုက်ကြီးတွေမှာအင်သာစောက်ပုံဆောင်တွေကကွဲပြားသွားပါတယ်ရဲတိုက်ကြီးတွေဆိုတော့တီးကြတဲ့အတိုင်းအမြင့်ကြီးမှာရှိနေရကြောင်းအဲ့ဒီရဲတိုက်ပေါ်ကနေအပေါက်လေးဖောက်ထားပြီးတော့အောက်ကိုဒီအတိုင်းပါချပစ်လိုက်တာပါအောက်ဆုံးထပ်မှာနေတဲ့သူတွေအတွက်တော့မွေးကြိုင်လိုက်မှဖြစ်ခြင်းပဲပေါ့ဒီလိုရဲတိုက်ကြီးတွေမှာနေတဲ့သူတွေအတွက်တော့ပြဿနာမရှိပေမဲ့မြင်းကြီးအိမ်လေးတွေစောက်ပြီးနေတဲ့သူတွေအတွက်တော့ဒါကပြဿနာဖြစ်လာပါပြီမိလာပိုက်စနစ်မရှိလို့ပုံထဲမှာပါထားတဲ့အညစ်အကြေးတွေကိုအိမ်နဲ့ဝေးရင်ပြီးရောဆိုပြီးတော့လမ်းဘေးမြောင်းတွေမှာစွန့်ပစ်ကြပါတယ်ဒီလိုနဲ့ကျန်းမာရေးဆိုင်ရာပြဿနာမျိုးစုံကိုခံစားလာကြရပါတယ်အခုလက်ရှိပေါ်နေတဲ့အိမ်သားတွေရဲ့အစကတော့အင်္ဂလန်ဘုရင်မကြီးဖြစ်တဲ့ Elizabeth အတွက်ထင်ပေးထားတဲ့ဒီဇိုင်းမှာဒီဒီဇိုင်းကအစချင်းမှာမအောင်မြင်ခဲ့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကအင်္ဂလန်နိုင်ငံမှာမိလာပိုက်စနစ်ဆိုတာမရှိသေးဘဲနဲ့ကိုထူကိုထားနဲ့တရက်စာတရက်ကိုမျိုးနယ်ဝေးရတော်ပြီးပြစ်နေရလို့ပါဒါပေမဲ့1985ခုနှစ်အရောက်မှာအလက်ဇန္ဒာခမ်းမင်းရဲ့ S ပုံစံအိမ်သာပိုက်နဲ့အိမ်သာကနေရာတိုင်းမှာအသုံးဝင်လာခဲ့ပါတယ်
မိတ်ဆွေတို့ S ပုံစံကိုဘယ်လိုသုံးထားလဲဆိုတာသိကြလားဒါကတော့အစမ်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့မိလာပိုက်တွေနဲ့တစ်ဆက်တည်းချိတ်ထားတဲ့ဒီအိမ်သားတွေက S ပုံစံသာမလုပ်ထားဘူးဆိုရင်အနံ့သက်တွေကအခန်းထဲကိုပြန်ဝင်လာနိုင်တဲ့အတွက်လေတွေကိုပိတ်တဲ့အနေနဲ့ S ပုံစံကိုသုံးကြတာပါအဲ့ဒီလိုပုံစံကိုကျမတို့ရေးစေးတဲ့ပီစီတွေမှာလည်းတွေ့နိုင်ပါတယ်ဒီလို S ပုံစံနဲ့တူတဲ့နောက်တစ်ခုကတော့ U ပုံစံအိမ်သားကွက်တွေပါပဲရှင်ဒါကတော့ကျမတို့ဒီဘက်ခေတ်မှာသုံးနေတဲ့အိမ်သားကွက်ပုံစံတွေပါဒီလိုအိမ်သားတွေဆိုတာကအနောက်နိုင်ငံတွေမှာတော့အစမ်းမဟုတ်ပေမဲ့ကျမတို့အရှေ့တိုင်းလူမျိုးတွေအတွက်မှာတော့စမ်းသင့်နေပါတယ်ကျမတို့အားလုံးကပုံမှန်ဆိုစကြောက်ထိုင်ပြီးတော့ကိစ္စကိုဖြေရှင်းတတ်ပေမဲ့သူတို့အတွက်တော့ထိုင်ပြီးတော့မှဖြေရှင်းကြတာပါဒီလိုနဲ့မြန်မာနိုင်ငံထဲကိုကိုလိုနီတွေဝင်လာတော့ကျမတို့မှာအထူးအဆန်းတွေကိုမြင်ရကြားရပြီးအင်္ဂလိပ်တွေရဲ့နည်းပညာကိုတအန်တော်ငေးကြည့်ရတာပေါ့အဲ့ဒီချိန်အိမ်သာပါသွားတာကတော့ဘယ်တတ်နိုင်မှမလဲနော်ဒီလိုနဲ့ကိုလိုနီခေတ်မှာအင်္ဂလိပ်တွေကိုစာဆိုတဲ့ဘိုးဆိုတာကိုသုံးရင်းနဲ့သူတို့သုံးတဲ့အိမ်သာမို့ဘိုးရိုင်းအိမ်သာဆိုတဲ့အတုံးတုံးကတစပြန့်နှံ့လာတယ်လို့ဆိုရမှာပါအခုခေတ်မှာတော့ဘယ်သူမှဘိုးရိုင်းအိမ်သာလို့မသုံးကြတော့ပေမဲ့ဒါလည်းမရဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုမို့မိတ်ဆွေတို့ကိုတင်ပြလိုက်ရတာပါဒါနဲ့အနှုတ်ဒီဂရီအောက်ရောက်နေတဲ့အချိန်မှာအပေါ့သွားရင်ရောတွားနေတော့တန်းလန်းကြီးမှာခဲသွားမလားယင်စိတ်ချပါဒီလိုအဖြစ်မျိုးကတော့မဖြစ်ပါဘူးဘာလို့ဆိုရင်လူဆိုတာကတွင်းနေတဲ့တတဝါတွေဖြစ်တဲ့အတွက်အနှုတ်ဒီဂရီအောက်ရောက်နေရင်တော့မှခန္ဓာကိုယ်အပူချိန်က30ကနေ40လောက်အထိမှထိမိထားနိုင်ပြီးအပေါ်လေးသွားတာကိုမထိခိုက်နိုင်ပါဘူးဒါပေမဲ့30ရာရှိမရှိတဲ့အတွက်အဲ့ဒီအချိန်မှာတော့တ िश ူးကိုသုံးပေးရမှာပါဒါနဲ့မိတ်ဆွေတို့မေးခွန်းတစ်ခုမေးပြစေရှင်နဲ့ဆေးတာပြောင်းလားတ िश ူးနဲ့ဆေးတာပြောင်းလားဒီမေကိုမဖြေခင်အခုဒီဗီဒီယိုကိုစပွန်ဆာပေးထားတဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးပြစီရှင်။အဲ့ဒီ application ကတော့ရွှေနှုတ်ဆိုတဲ့ application ပါ။နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့အစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်ရွှေနှုတ် application မှာအနှစ်ချုပ်သွားရောက်ဖတ်ရှုနားဆင်လို့ရပါပြီရှင်။ပြီးတော့တရက်ကိုမြန်မာငွေ300ပဲပေးရတာမို့တန်တာမှတန်တော်မီနေပါသေးရဲ့ရှင်။ဒါကြောင့်အချိန်မရှိလို့စာမဖတ်ဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်တွေမပေးတော့ပဲအခုပဲ Play Store နဲ့ App Store မှာ download သွားဆက်လိုက်ပါရှင်။မေကွန်းကိုပြန်ဆက်ရရင်တော့ကျမတို့အာရှနိုင်ငံတော်တော်များများမှာရေနဲ့ဆေးကြပေမဲ့ဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံတွေကတ िश ူးကိုသုံးကြတာပါ။ကျမတို့မြန်မာနိုင်ငံရဲ့ကုန်တိုက်တွေနဲ့ shopping mall တော်တော်များများမှာတော့ရေအစားတ िश ူးတွေကိုသုံးလာကြပါပြီ။ကျမအနေနဲ့ကတော့တ िश ူးသုံးတာထက်ရေကိုသုံးတာပိုပြီးတော့ပြောင်းတယ်လို့ထင်ပါတယ်။ဒီချက်ကိုရောမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲ။ဘာလို့များရေပိုက်တွေအစားတ िश ူးတွေကိုပြောင်းသုံးလိုက်ကြတာလဲ။ကိုမမဝင်ရောက်ဆွေးနွေးပြကြပါအောင်ရှင်။ကျမတို့အိမ်သားရဲ့ရာဇဝင်အကြောင်းလေးသိလိုက်ရပြီ။ပြီးတော့ရေခဲတဲ့နေရာတွေမှာတော့စီးရေခဲမတော့တာသိလိုက်ရပြီ။ဒါပေမဲ့မြေဆွဲရမရှိတဲ့အာကာသတွေမှာအိမ်သားဘယ်လိုတက်ကြလဲဆိုတာပါ။မြေဆွဲရမရှိတော့ခေါင်းလျှော်ဖို့တော့အဆင်မပြေတဲ့ ISS ဆိုတဲ့အာကာသစခန်းတွေထဲမှာအိမ်သားဘယ်လိုတက်ကြမလဲ။တရုံးပါလိုက်တိုင်းလေထဲမှာမျောလင့်နေကြမလား။ဒါမှမဟုတ်ရေစက်လေးတွေအတန်းလိုက်တွေချားတဲ့ကို Matrix ထဲကလို့ရှောင်ကြရမလား။ဒီကိစ္စကကျမတို့စိတ်ကူးရင်တယ်လို့တော့မဟုတ်ပါဘူးအခုလက်ရှိအချိန်မှာတော့အာကာသရှိမှုတွေရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အမေရိကန်ဒေါ်လာ23တန်းကျော်အကုန်ကျခံပြီးတော့တည်ထင်ဖန်တီးပြီးသွားပါပြီအဲ့ဒါကကျမတို့မြေဆွဲရမရှိတဲ့အာကာသထဲမှာအပေါက်သွားရင်ဖုံဆုံးဆက်လိုမျိုးအပေါက်ထဲကိုသွားရတာပါအဲ့ဒီအပေါက်ကနေစီးကိုပြန်တောက်လို့ရတဲ့ရေအပြည့်ရောက်အောင်ပြန်ပြီးတန်းစင်တဲ့စနစ်လည်းပါပါတယ်အာကာသရှိမှုတွေရဲ့စီးတွေကို85ရာခိုင်နှုန်းလောက်အထိပြန်တောက်လို့ရအောင်လုပ်ပေးထားတာပါပြီးတော့နံပါတ်1ပြဿနာအတွက်လည်းအပြင်မှာပေါ်လို့ပေါ်နေတိုင်းမျိုးမဖြစ်အောင်တေချာလေးစုပ်ဆက်အကြီးစားမျိုးနဲ့သုံးလို့ရအောင်ဖန်တီးပေးထားတာပါကဲဒါတွေကတော့ကျမတို့အခုလက်ရှိအချိန်အထိရှိနေတဲ့အိမ်သားတွေအားလုံးရဲ့ဖြစ်စဉ်အကုန်ပါပဲရှင်ဒီလိုမျိုးထိုင်လဲသွားရတဲ့အိမ်သားနဲ့စမ်းကြောက်ထိုင်ပြီးသွားရတဲ့အိမ်သားဘယ်ဟာကိုပိုပြီးအားတန်လဲကိုမမဝင်ရောက်ဆွေးနွေးသွားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ရှေ့လာမယ့်အစီအစဉ်တွေမှာအကြောင်းအရာအသစ်တွေပုံစံအသစ်တွေနဲ့ပြန်လာမှာမို့လို့စောင့်မျှော်ဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်